အားလုံးပဲရှလုံးပါဒါချင်းချင်းရဲ့တနေ့တာလှူရှာမှုပါရှစ်နိုင်ထပြီးတော့ကျွန်မပရင်ပုတ်တွေဖွင့်နေပြီးအေးရတွေတန်ရှင်းလုပ်ပြီးတော့ရေတခါလေးတန်းချိုးတယ်ပြီးလို့ရှိရင်ကျွန်မ breakfast တွေစားတယ်ပြီးရင်ကျန်းစာဖတ်စုတောင်းပြီးရင်တော့ခါနေကြရင်ကျွန်မ perfume ရေမွေးစွတ်တယ်ပြီးရင်ကျွန်မ8:20လောက်အိမ်ကနေထွက်ပြီးရင်ပစ္စည်းတော်တော်များတယ်ပြီးရင်ကျွန်မဒီဟာကိုနေ့တိုင်းတည်ရတယ်ပြီးရင်ဒီဟာကထမင်းထုတ်ပေါ့ထမင်းထုတ်ပြီးလို့ရှိရင်8:20လောက်ဆိုလို့ရှိရင်အိမ်ကနေထွက်ပြီးရင်ဟိုမှာရောက်ပြီဆို9နာရီရေတခါတည်းတန်းတောက်တယ်ပြီးလို့ရှိရင်3နာရီဆိုရင်ပြီးရင်အိမ်ရောက်တာနဲ့ကျွန်မတခါတည်းနဲ့ထမင်းဟင်းချက်တယ်ဘာဖြစ်လို့လဲဆိုတော့နှစ်ခါ3ခါစားဖို့ပေါ့နော်2ရက်3ရက်စားဖို့အဲ့လိုမျိုးတရက်ထားပြီးတော့ရေခဲတမှာတင်ထားပြီးရင် morning ကြရင်မနေ့ကြရင်ဒီလိုမျိုးပြန်နှွေးပြီးတော့အဲ့မှာထုတ်သွားတယ်ပေါ့နော်ကျမရဲ့လှူရှာမှုပါအားလုံးပေါ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်